သူရဲကောင်းကြရှုံးခြင်းကကြရှုံးသူကိုပိုပြီးမြင့်မြတ်စေခဲ့တယ်။ပြင်သစ်စာရေးဆရာဗီတိုဟိုကိုကဒီလိုစကားတခွန်းဆိုခဲ့ပါတယ်။ကြရှုံးခြင်းကကြရှုံးသူကိုပိုပြီးမြင့်မြတ်စေခဲ့တယ်။လဲနေတဲ့ပိုလီယန်ကရက်နေတဲ့နပိုလီယန်ထက်ပိုမြင့်မြတ်ခဲ့ပါတယ်။1815ခုနှစ်ဝတ်တာလူးစစ်ပွဲအပြီးမှာနပိုလီယန်တယောက်နေနေတန်ခံရပြန်တယ်။ဒီတစ်ခေါက်တော့သူ့ကိုဝေးလံတဲ့အတ္တလန်တိတ်သမုဒ္ဒရာနာကစိန့်ဟယ်လန်နာကျွန်းကိုနင်လိုက်ပါတယ်။9နှစ်အကြာမှာနပိုလီယန်ဟာအဲ့ဒီကျွန်းပေါ်မှာပဲတယောက်တည်းအထီးကျန်ဆန်စွာနဲ့ကွယ်လွန်သွားခဲ့ရတယ်။ဒါပေမဲ့ဒီကနေ့ရဲ့ဝါတာလူးမှာတော့နပိုလီယန်ရဲ့ရုပ်ထုကမမတ်ကြီးရှိနေခဲ့ပါတယ်။မောက်မှာဝင့်ကြွားတဲ့ဂျပူးဘုရင်နပိုလီယန်ဟာချက်ဝတ်တန်စာအဖြစ်နဲ့အားရကျေနပ်စွာအောင်မြင်တဲ့ကိုနေဟန်ထားပြနေခဲ့တယ်။ဥရောပတိုက်သားတိုင်းရဲ့ရင်ထဲမှာနပိုလီယန်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေရှိခဲ့သလိုမြင့်မြတ်တဲ့နိုင်ငံခေါင်းဆောင်သူဦးထက်မြက်တဲ့စစ်တကြီးသူရဲကောင်းသူဦးအနေနဲ့လည်းရှိခဲ့ပါတယ်။ဝါတာလူးစစ်ပွဲမှာနပိုလီယန်ဟာလုံးဝရှုံးနိမ့်သူဖြစ်ခဲ့ပေမဲ့ပြန်ဘက်ကိုပြပြဝတ်စေပြီးသူ့နာမည်ကိုလူတွေထောင်ရဆွဲမြဲမှတ်သားသွားစေအောင်အကျိုးသက်ရောက်မှုရှိခဲ့တယ်။သမိုင်းမှာနာမည်ကြီးခဲ့သူတချို့ယနေ့ထိလူတွေဆွဆွဲမြဲမြဲမှတ်မိနေသူတချို့ဟာအဖက်ဖက်ကကြရှုံးခဲ့ဖူးတယ်ဆိုပေမဲ့သူတို့ကိုတရေကောင်းမဟုတ်ဘူးလို့တော့မပြောနိုင်ပါဘူး။အိုလံပစ်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ကြသူတိုင်းကရွှေတံဆိပ်ဆုကိုညှို့မှန်းကြသူတွေကြီးပါ။ဒါပေမဲ့ရွှေတံဆိပ်ဆုကတစ်ခုပဲရှိတဲ့အတွက်အနိုင်အရှုံးဆိုတာကိုအားကစားသမားတိုင်းရင်ဆိုင်ကြုံတွေ့ရပါတယ်။လူတချို့ကစူးစမ်းအားထုတ်မှုကြောင့်ရွှေတံဆိပ်ဆုကိုအောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ပြီးလူတွေရဲ့လက်ခုပ်တံနဲ့ပန်းစည်းကိုရခဲ့ကြတယ်။လူတချို့ကစူးစမ်းအားထုတ်ခဲ့ပေမဲ့ငွေတံဆိပ်ကြေးတံဆိပ်ပဲရခဲ့တယ်။တချို့ကဘာစူးမှမရခဲ့ကြဘူး။ဒါပေမဲ့သူတို့လူတိုင်းလက်ခုပ်ဩဘာပေးကြတယ်။လူတွေဟာဘဝအတွက်စစ်ပွဲတွေအများကြီးတိုက်ရတယ်။ဘဝအတွက်လူတိုင်းပေးဆက်ရတယ်။ဒါပေမဲ့ပေးဆက်တိုင်းမြုံမှန်းထားတဲ့အကျိုးရလဒ်ကိုခံစားကြရမှာမဟုတ်ပါဘူး။စိတ်ကူးအိမ်မက်တွေပြိုကွဲရင်လည်းပြိုကွဲမယ်။ကြရှုံးခြင်းနဲ့ရင်ဆိုင်ရင်လည်းရင်ဆိုင်ရမယ်။ဒါပေမဲ့တခါတလေမှာလူတယောက်ရဲ့တန်ဖိုးကသူလှုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့နောက်ဆုံးရလဒ်ပေါ်မမူတည်ပဲစူးစမ်းအားထုတ်ခဲ့တဲ့ဖြစ်စဉ်မှာပဲမူတည်ခဲ့ပါတယ်။စူးစမ်းနေစေမှာရှုံးနေတဲ့ဝေဒနာကိုလည်းခံစားနိုင်တယ်လို့အောင်မြင်တဲ့ပျော်ရွှင်မှုကိုလည်းခံစားနိုင်မယ်။ဇွဲရှိရှိနဲ့ကြံ့ကြံ့ခံနိုင်ဖို့ပဲလိုခဲ့ပါတယ်။ဆင်းရဲဒုက္ခတိုင်းဟာစိတ်ဓာတ်အတွက်ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်စေသလိုလူ့ဘဝအတွက်အဖို့တန်တဲ့အတွေ့အကြုံလည်းဖြစ်စေတယ်။ဒါကြောင့်သူရဲကောင်းတူကိုရှုံးနေတာအောင်မြင်တာနဲ့အဖို့ဖြတ်လို့မရပါဘူး။အောင်မြင်သည်ဖြစ်စေရှုံးနိမ့်သည်ဖြစ်စေသူစူးစမ်းအားထုတ်ခဲ့တယ်။ကြံ့ကြံ့ခံနိုင်ခဲ့တယ်ဆိုရင်လုံလောက်ပါပြီ။တမိုင်းတစ်လျှောက်ကသူရဲကောင်းတိုင်းဟာအရာရာကိုအောင်မြင်ခဲ့သူမဟုတ်သလိုပြည့်ဖြတ်ကျော်ခဲ့သူတွေလည်းမဟုတ်ခဲ့ပါဘူး။တချို့ကနှစ်ရှည်သမိုင်းတွေနဲ့တက်တည်ပြပြီးရွေးချယ်ပြီးမှသူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိခဲ့သူတွေဖြစ်တယ်။ဒါကြောင့်လူ့ဘဝမှာအရာရာတိုင်းကိုအောင်နိုင်တဲ့စွတ်ကြီးဆိုတာမရှိသလိုအောင်နိုင်သူတိုင်းကသူရဲကောင်းဖြစ်တာမဟုတ်ပါဘူး။ရှုံးနိမ့်သူလည်းသူရဲကောင်းဖြစ်ထိုက်ခဲ့ပါတယ်။သူရဲကောင်းရဲ့တကယ်အတိတ်ပဲကဆွဲလုံလနဲ့ကြန့်ခိုင်မှုကိုပဒါနထားတဲ့စိတ်ဓာတ်အာနိသင်ပဲဖြစ်တယ်။